السلام عليكم ورحمة الله وبركاته ပထမဆုံးအနေနဲ့တော့အခြေအနေမျိုးမျိုးကြောင့်သတင်းတွေကိုပုံမှန်မတင်ဆက်နိုင်တာကိုတော့အားလုံးဦးစွာတောင်းပန်ချင်ပါတယ်လက်ရှိကျွန်တော်တို့သတင်းတစ်ခုပေါ့ကြည့်လိုက်မယ်ဆိုရင်ဆော်ဒီနိုင်ငံကယမန်နိုင်ငံမှာရှိတဲ့ဒီစိတ်ကမ်းတစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပေါ့အဲ့ဒီတိုက်ခိုက်မှုပြီးရနောက်မှာဆော်ဒီကဘယ်လိုထုတ်ပြန်ခဲ့လဲဆိုတော့သူထောက်ပံ့ပေးထားတဲ့တနည်းအားဖြင့်နိုင်ငံတကာအတိအမှတ်ပြုထားတဲ့ဒီအစိုးရပေါ့ IRG အစိုးရအာရဘီလိုတော့al-Hukumatu Shar'iyya ဆိုပြီးတော့တုံးတယ်ပေါ့နော်အဲ့ဒီအစိုးရနဲ့စန့်ကျင်ဘက်အဖွဲ့အစည်းဒီ SDC ဒီတောင်ပိုင်းကူပြောင်းရေးကောင်စီပေါ့ al-Majlisul Intiqali al-Junubi ဆိုပြီးတော့အာရဘီမှာတုံးတယ်အဲ့ဒီတောင်ပိုင်းကူပြောင်းရေးကောင်စီကို UAE အစိုးရကလက်နက်တွေထောက်ပံ့နေတယ်ဆိုတော့ဆွဆွဲချက်နဲ့ဆော်ဒီနိုင်ငံကလေကြောင်းတိုက်ခိုက်မှုပြုခဲ့တယ်ဒါဟာလည်းဒါဆော်ဒီနိုင်ငံရဲ့မျိုးသားလုံခြုံရေးကိုထိခိုက်စေတယ်ဆိုတော့ရည်ရွယ်ချက်နဲ့ထုတ်ပြန်ချက်နဲ့ဆော်ဒီကတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့အဲ့တော့လက်ရှိမှာကျွန်တော်တို့ယမန်နိုင်ငံရဲ့နယ်မြေအခြေအနေပေါ့စစ်ရေးနိုင်ငံရေးအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရင်နယ်မြေတိုင်းမှာမတူညီကွဲပြားတဲ့အုပ်စုတွေကအုပ်စုနေတာကိုကျွန်တော်တို့တွေ့ရပထမဆုံးတွေ့ရမယ့်ဖွဲ့စည်းကတော့လက်ရှိဆော်ဒီနဲ့ဆန့်ကျင်ဘက်မှာရပ်တည်နေတဲ့ UAE အစိုးရဘက်ကနေပြီးတော့ထောက်ပံ့ပေးထားတဲ့ဒီ al-Majlisul Intiqali al-Junubi ပေါ့နော်ဒီ SDC တောင်ပိုင်းကူပြောင်းရေးကောင်စီပေါ့အဲ့ဒီအဖွဲ့အစည်းကိုကျတော့ UAE နိုင်ငံကဒါသူနောက်ကနေပြီးတော့ကြောထောင်းတာကန်ပေးထားတယ်ဒါကဒီယမန်နိုင်ငံရဲ့တောင်ပိုင်းကိုဒါတိချာခွဲထွက်လူသူတွေကဒီအဖွဲ့အစည်းကိုတီထောင်တာဖြစ်တယ်ပေါ့အဲ့တော့ဒီအဖွဲ့အစည်းကိုတီထောင်တာကလည်းဒါဟာ2019မေလမှာဒါဟာတီထောင်ခဲ့တာဖြစ်တယ်အဲ့တော့ရခိုင်ကတော့ဒီ Wahdatul Yemen ပေါ့နော်ဒီယမန်နိုင်ငံစီးလုံးညီညွတ်ရေးဆိုပြီးတော့ဒီ1990မှာတီထောင်ခဲ့တာရှိတယ်ဒါပေမဲ့2019ခုနှစ်ရောက်တဲ့အခါမှာဒီတောင်ပိုင်းကူးပြောင်းရေးကောင်စီဆိုပြီးတော့တီထောင်ခဲ့တာဖြစ်တယ်အဲ့ဒီအဖွဲ့အစည်းကယမန်နိုင်ငံရဲ့နယ်မြေ52ရာခိုင်နှုန်းကိုသူကထိန်းချုပ်ကိုယ်ကဲထားတာဖြစ်တယ်ပေါ့နောက်တစ်ဖွဲ့ကိုကြည့်လိုက်မယ်ဆိုရင်နောက်တစ်ဖွဲ့ကတော့ဒါအားလုံးနဲ့လည်းဒါနာမည်မစိမ်းတဲ့ဟူတီအဖွဲ့ပေါ့အဲ့ဒီဟူတီအဖွဲ့ကဒါ Ansarullah အဖွဲ့ဆိုပြီးတော့သူတို့ပြောတယ်ပေါ့နော်အဲ့ဒါဟူတီအဲ့တော့ဟူတီကတော့ဒါဒီအတိုင်းပဲအီရန်နိုင်ငံကနေပြီးတော့ဒါကြောထောက်နိုင်ငံပြုထားပေးထားတယ်အဲ့တော့သူကယမန်နိုင်ငံရဲ့နယ်မြေ33ရာခိုင်နှုန်းကိုသူကလွှမ်းမိုးထားတယ်ဟုတ်သူလွှမ်းမိုးထားတဲ့ပြည်နယ်တွေမှာလူနေထူထပ်တဲ့ဒေသတွေပေါ့အထူးသဖြင့်ဒီယမန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ပြည်နယ်တွေပါဝင်တယ်ပေါ့နောက်တစ်ခုယမန်ကိုထိန်းချုပ်ထားတဲ့အဖွဲ့တွေထဲမှာ al-Hukumatu Shar'iyya ဒီအဖွဲ့ကတော့ဒါဆော်ဒီကြောထောက်နိုင်ငံပြုထားပေးထားတယ်ဒီအဖွဲ့ကိုဒီအစိုးရကို IRG အစိုးရလို့ခေါ်တယ်ပေါ့နော်အဲ့ဒီ IRG အစိုးရကိုနိုင်ငံတကာကလည်းအတိမတ်ပြုထားပေးတယ်ဒါပေမဲ့အဲ့ဒီ IRG အစိုးရကတော့ဒါယမန်နိုင်ငံရဲ့နယ်မြေ10ရာခိုင်နှုန်းလောက်ကိုပဲသူကဒီအာဏာတက်ရောက်နိုင်တာဖြစ်တယ်ထိန်ချုပ်ကိုကဲနိုင်တာဖြစ်တယ်ပေါ့နောက်တဲ့အဖွဲ့အစည်းတွေလည်းရှိသေးတယ်ဒီမှာဒီ Tariq Saleh ဆိုတဲ့စစ်တပ်ဒီပြည်သူစစ်တပ်တွေလည်းရှိတယ်အဲ့လိုပဲဒီနောက်ပြီး Hazaramaut တဲ့ဒီ Hazaramaut ကာကွယ်ရေးဒီမဟာမိတ်ပူးပေါင်းအဖွဲ့တွေဆိုပြီးတော့တီးခြားတွေရှိနေသေးတယ်အဲ့ဒီအဖွဲ့အစည်းကတော့ယမန်နိုင်ငံဒါ900ရာခိုင်နှုန်းလောက်ကိုသူတို့ကအုပ်စိုးထားတယ်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်ချုံရမယ်ဆိုရင်ယမန်နိုင်ငံတစ်ခုလုံးကြီးမှာအစိုးရတစ်ခုလည်းရှိညာမဟုတ်အဲ့ဒီမှာနယ်မြေအတီးတီးဒီတောင်ပိုင်းကူးပြောင်းရေးကောင်စီရှိတယ်အဲ့လိုပဲနိုင်ငံတကာအသိအမှတ်ပြုထားတဲ့ဒီ IRG al-Hukumatu Shar'iyya ဆော်ဒီကအဲ့ဒါကိုလက်ဒီလက်နက်အင်အားထောက်ပံ့ပေးထားတယ်အဲ့ဒီအဖွဲ့အစည်းရှိတယ်ဟူတီရှိတယ်လက်ရှိမှာတော့ပြည်သူတွေကတော့ဒါစစ်တမ်းကိုအလူးလဲခံစားနေရတယ်လက်ရှိမှာတော့စီရေးအခြေအနေတွေကဒါအရင်တင်းမာလာမှုတွေမရှိတော့냐လဲဒါဆယ်စုနှစ်ကြာသွားပြီဖြစ်တဲ့ယမန်ပြည်တွင်းစစ်ကဒီပြည်တွင်းစစ်အတွင်းမှာပြည်သူတွေတော်တော်များများအသက်တွေတည်ကြည်ပျက်စီးခဲ့ရတယ်အိုးအိမ်တွေပျက်စီးခဲ့ရတယ်စီရေးအခြေအနေကိုကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့2022ခုနှစ်မှာတော့ဒီနိုင်ငံတကာရဲ့ဒါကိုဂျောင်းဝင်စစ်ဆက်မှုသူ့ဖြစ်ဒီအမေရိကန်ပေါ့နော်အမေရိကန်ကာတာအဲ့လိုဂျောင်းဝင်စစ်ဆက်မှုတွေနဲ့ဒီမြန်မာနိုင်ငံပြည်တွင်းစစ်အဆုံးသတ်သွားပြီဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်ခဲ့ကြတယ်
ဟုတ်ဒါပေမဲ့လည်းဒီပြည်တွင်းစစ်အဆုံးသက်ရေးပေါ့နော်ဒီနားလည်မှုဟုတ်ဒီအပြစ်ရက်စဲသဘောတူညီချက်ကာလကုံဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့ဒီရခင်ထက်ပို့ပြီးတော့စစ်တွေကတော့ဒါဖြစ်ပွားလာခြင်းတော့မရှိပေမဲ့လည်းဒီနိုင်ငံရေးအခြေအနေတွေကတော့ဒါစိုးရိမ်လျက်ရှိနေတယ်ဟောတစ်ဖက်နဲ့တစ်ဖက်မှာဒါစစ်ရေးအကောင့်တွေပေါ်မှုတွေစစ်ရေးနီးပြူဟာချမှုတွေဒါရှိနေခဲ့တယ်ပေါ့အဲ့တော့ဒီစစ်ပွဲမှာအမေရိကန်နဲ့ဖိတိန်ရဲ့ပါဝင်မှုကလည်းရှိနေခဲ့ဒါကလည်းဒါ2023ဒီအောက်တိုဘာ9ရက်ပေါ့နော်တူဖောင်အခဆွာဒီအခဆွာမုန်တိုင်းစစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာဒီယမန်မှာရှိတဲ့ဒီဟူတီပေါ့ဟူတီအဖွဲ့တွေကဒီပင်လယ်နီမှာရှိနေတဲ့ဒီဥရောပကုန်းတယ်စီးပွားရေးဒီကူတန်းနဲ့တင်းမောတွေကိုတိုက်ခိုက်တယ်သူတို့ကလည်းဒါအစ္စရေးကိုထောက်ပံ့နေတဲ့အချက်နဲ့တိုက်ခိုက်ခဲ့ကြတယ်အဲ့တော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ဒီပြည်တိန်နဲ့အမေရိကန်ကလည်းဒီယမန်ပြည်တွင်းစစ်မှာတစ်ဖက်ကနေပြီးတော့သူတို့ပါဝင်လျက်ရှိနေတာကိုတွေ့ရတယ်ဟောလက်ရှိအချိန်ကြီးတော့ယမန်နိုင်ငံမှာတကယ်ကိုပြည်သူတွေကဒုက္ခတွေကိုအလူးလဲခံစားနေရတယ်။ဟောလူဦးရေရဲ့ဒါ80%နီးပါးကအစားအစာနဲ့စီးပွားဒါလိုအပ်ချက်တွေလိုအပ်နေလျက်ရှိတယ်။ဟောစီးပွားရေးကလည်းတော်လေးကိုဖျက်ဆီးနေပြီးတော့ငွေကြေးပေါင်းမှုကအလွန်ကိုမြင်နာလျက်ရှိနေတယ်။အဲ့တော့ယမန်ရဲ့ကျွန်တော်အခြေအနေတစ်ခုလုံးကိုကျွန်တော်တို့ခြုံရမယ်ဆိုရင်လက်ရှိမှာတော့ယမန်မှာပြည်ပအင်အားစုတွေရဲ့ဒါလုံဆွဲမှုတွေဂျားမှာယမန်ကဂျားညက်နေတယ်ဆိုတဲ့သဘောကိုပဲကျွန်တော်တို့သုံးသပ်ရမယ်ပေါ့။ဘာကြောင့်လဲဆိုတော့ Saudi ရှိတယ် UAE ရှိတယ် American ရှိတယ်ပြည်တင်ရှိတယ်။လက်ရှိမှာတော့ဒီ Saudi ရဲ့တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ UAE အစိုးရကတော့ဒီအကြမ်းဖက်မှုတိုက်ဖြတ်ရေးအမည်နဲ့သူရဲ့စစ်တပ်တွေကိုသူပြန်လည်ပြီးတော့ရုပ်သိမ်းလိုက်တယ်ဆိုပြီးတော့ဆိုထားတယ်။ဒါဟာလည်းဒေတာအတွင်းမှာတကယ်ကိုမဟာမိတ်ဖြစ်တဲ့ Saudi နဲ့ UAE ကဒီယမန်အရေးမှာတော့သူတို့ကတိကျတည်ရက်တည်နေတာဖြစ်တယ်။လက်ရှိအခြေအနေနေထိတော့စစ်ရေးပေါ်ဆောင်မှုတွေကထပ်ပြီးတော့ရှိမလာသေးဘူးလက်ရှိဘာတွေဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရဟ်မတ်တူလာဟီဝါဘရကာတူ